โอเคပါကျွန်တော်တို့ပထမဦးဆုံးနှိုက်မဲ့ကန်ဆန်းမဲလေးရတော့ကျွန်တော်တို့ hot pot အိုပဲဖြစ်ပါတယ်ခင်ဗျာ hot pot အိုအတွက်နှိုက်မဲ့ကန်ဆန်းမဲရင်ကုန်စိတ်လှုပ်ရှားစွာနဲ့ပြီးရင်မဲပေါက်တဲ့မိဘကဟုတ်ကဲ့ပါကျွန်တော်တို့ hot pot အိုကိုမဲနိုင်ပေးပါရင်အတွက်ဆရာကျော်လင်းနိုင်ကိုပိုင်ထက်တန်းကျောင်းမှာတီထောင်သူဆရာမကြီးစမိုက်တော်ပိုးဤရွှေစင်တီစင်မြတ်ထက်ကိုလေးစားစွာဖိမတကပြုပါရခင်ဗျာမဲနိုင်ပေးပါဦးခင်ဗျာအားလုံးနဲ့ထက်တူရင်ကုန်ကြပါမယ်ခင်ဗျာမနိုင်ပါနဲ့ဦးခင်ဗျာမဲလေးမနိုင်ခင်မှာလာရောက်တဲ့မိဘတွေရဲ့ကိုစားဘလို့ရင်ကုန်စွာနဲ့နိုင်ပေးမလဲဆိုတာလေးလည်းနည်းလောက်ပြောပါအောင်ဒီအစီအစဉ်လေးဘလို့ဖြစ်တာလဲလည်းနည်းပြောပြပါအောင်ဒီပွဲကိုတက်ရောက်လာတဲ့မိဘတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဒီကန်ဆန်းမဲလေးကိုစီစဉ်ပေးဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုဆိုရင်ပထမဦးဆုံး hot pot အိုအတွက်ကန်ဆန်းမဲကူပွန်စတင်နိုင်ပြီဖြစ်ပါတယ်ရှင်မိဘများကလည်းဆရာမကြီးကန်ဆန်းမဲနိုင်နေတဲ့အချိန်မှာကိုယ့်ရဲ့ကူပွန်ကက်ကလေးတွေကိုပြန်ရှာထားပါမျက်လုံးနဲ့ကူပွန်လုံးဝမခွာပါနဲ့ခင်ဗျာစပါပြီအားလုံးတူတူခုံရတာမော်နီဗီလာဗျာမမောသေးပါမောသေးပါအားလုံးမောသေးပါခင်ဗျားတို့တူတူခုံရတာပြောကြရဲ့လားဗျာပြောပါလေဟုတ်ကဲ့ပါရှင်အားလုံးပြောတယ်ဟေးမင်းတို့ကူပွန်နံပါတ်လေးကတော့199ပဲဖြစ်ပါတယ်ရှင်နံပါတ်199 199ပါခင်ဗျာโอ้တွေ့ပါပြီခင်ဗျာလက်ကုပ်တန်လေးနဲ့ကြိုဆိုပေးပါအောင်ခင်ဗျာဟောပေါ်တိုကန်ထူးရှင်ပေါ်လာပါပြီခင်ဗျာစင်ရဲ့အလဲကောင်လို့တက်ရပဲလာခဲ့ပါရှင်ကုန်းဆရာပြောစရာစိတ်လုံရှားစရာအများကြီးနဲ့ပြည့်နေတယ်ကျွန်တော်တို့ရဲ့ဆရာကျော်လင်းနိုင်ကိုပိုင်ထက်တန်းကျောင်းရဲ့ဘက်စုံပညာရေးကျော်စုချင်းမြတ်ဝင်ခံလာရွေးဖြစ်ပါတယ်ခင်ဗျာလက်ကုပ်တန်များနဲ့ချင်းမြင်ပေးပါဦးခင်ဗျာခဏလေးနေပါဦးခင်ဗျာ music လေးတည်းနဲ့ရှော့ပေးပါရှင်လေးခန်းစားချက်ကလေးမေးပြစီအောင်ဒါကကျွန်တော်တို့ဆရာတို့လည်းကိုပိုင်အတန်းကျောင်းပေါ်မှာဒီလိုကရွေးချယ်တဲ့အဲ့ဒီကျောင်းသားပြပါတဲ့ကြောင်းကျောင်းသားရဲ့အပေါ်မှာတော့အခုလိုကန်ဆန်းမဲကြီးကိုထိုက်ထိုက်တန်တန်ချင်းနဲ့ရရှိသွားတဲ့ပုံမှာရှင်တွေကဒီလိုလုံးတိုင်းတိုင်းနေဖြစ်နေပါပြီဆိုတော့ဒီလိုကန်ဆန်းချက်တွေဆက်ပြောပေးပါဦးခင်ဗျာလုံးလေးပြရရှင်အောင်ပြောပြမတောင်းဘူးကျေးဇူးအများကြီးတင်ပါတယ်ဆရာကလည်းကိုယ်စားကျွန်တော်တို့မှာမှလည်းကျေးဇူးပါတင်ပါတယ်ခင်ဗျာဆန္ဒပြီးတော့မဲဖောက်ပေးမှာကလျှက်စစ်အကင်ဘန်းဖြစ်ပါတယ်ခင်ဗျာလျှက်စစ်အကင်ဘန်းကို music စားလိုက်ပါမယ်ပုံမင်းနံပါတ်ကတော့ဒီဆုံးကနန်းလေးကတော့အမေကနန်းလေးကလည်းတော့မလေးဘေးဆုံးလေးညညာပေးပါဦးဘေးဆုံးကဘယ်လောက်လဲ8ပါရှင်338ပါခင်ဗျာအိုးချက်ချင်းတွေ့ပါပြီလက်ကုပ်စံလေးများနဲ့ကြိုဆိုပေးပါဦးဂုဏ်ယူပါတယ်ရှင်ဂုဏ်ယူပါတယ်ခင်ဗျာကန်ဆူသွားတဲ့အတွက်ဂုဏ်ယူပါတယ်ရှင်ကန်ထူးရှင်ကြီးကကျွန်တော်တို့ main corridor တောက်လျှောက်မှာရှောက်လန်းလာနေပါပြီခင်ဗျာကျွန်တော်တို့စီမင်းတက်ကနေပြီးတော့လေးစားကုန်စွာနဲ့ကြိုဆိုနေပါတယ်ခင်ဗျာလက်ခုံအိုးမှာတမ်းများနဲ့ချင်းမြင်ပေးပါဦးခင်ဗျာဆိုချင်းမြင်ပေးပါဦးခင်ဗျာ
ပါပါဦးအတင်မစင်းမနဲ့ခဏလေးစောင့်ပါ Welcome. โอเคပါဒါကျွန်တော်တို့ဆရာကျော်လေးနိုင်ကိုပိုင်တဲ့ကြောင့်ယုံကြည်စွာနဲ့တသက်မမီတို့ရဲ့ပညာရေးကိုဆက်ပြီးနောက်ပိုင်းပါအခုလိုကန်ဆယ်မဲတွေပါထပ်ပေါင်းတဲ့အတွက်တော့ဘယ်လိုလဲမရှင်းရလဲခက်စားချက်ကိုအရင်ပြောပါလေဆိုရယ်စားတာတယ်ဒီဥစ္စာစားယူနေတယ်ကိုတော့ပေါင်းနေတယ်ပဲလို့ကျန်တာဟုတ်နေတယ် လူတင်လာရတော့ဒီနေ့အတွက်အရင်ကန်တောင်းသွားပြီပေါ့ရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်ကျေးဇူးများတင်ပါတယ် ကျောင်းသားမိဘများကဒီကျောင်းဝင်လာတာနဲ့ကိုပေါင်းချင်တဲ့ကန်ဆယ်မဲတွေဒီမှာကြိုကြည့်သွားတယ်ဆိုတော့သိရလိုက်ပါခင်ဗျာဒီစားတော့ကိုဝါသနာပါတဲ့သူတွေမျက်စိအကဲတိုင်းပေါက်သွားတာတကယ်ကိုနားရပါမှာကျေးဇူးများတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မဲနိုင်ပေးမှာကလျှက်စီရင်တွင်းအောင်ဖြစ်ပါတယ်ခင်ဗျာရင်ကုန်စိတ်လို့ရှားစွာနဲ့ပဲကန်ဆယ်မဲလေးနိုင်ပေးပါဦးဆက်ပါခင်ဗျာရှင်ကုန်စောနဲ့ဖွင့်ပေးပါအောင်ဆရာမကြီးခင်ဗျာကန်ဆယ်မဲလိုက်တဲ့ဆရာမကြီးကိုရရှင်နေကွန်ပျူတာတွေတုံနေပါတယ်ကဲဒီမလေးအစနံပါတ်ကလေးကိုပြောလိုက်ပါအောင်အစနံပါတ်ကလေး တေး အလဲမှာကတော့9ပါခင်ဗျာ နောက်ဆုံးတစ်လုံးကတော့3ပဲဖြစ်ပါတယ်ရှင် အောင်မဲနံပါတ်လေးကတော့153ဖြစ်ပါတယ်ခင်ဗျာအိုးပေါက်သွားပါပြီခင်ဗျာလက်ကုပ်တန်လေးနဲ့ချိပြပေးပါဦးမျက်စိရင်တွေးကိုပေါက်တာဖြစ်ပါတယ်ခင်ဗျာလက်ခုပ်တန်ချိန်နဲ့ချင်းမြင်ပေးပါဦးခင်ဗျာโอเคပါအစမနေရောစင်းတော့မဆိုရင်လက်ကိုတင်းဆူတယ်โอเคကျွန်တော်တို့တစ်ချက်တော့ဆရာကျော်လင်းနိုင်ကိုပိုင်တဲ့တောင်းပါတသားမီတွေပညာရေးကိုအနာပြီးတဲ့နောက်ပိုင်းမှာအခုလိုကန်ဆယ်မဲလေးတွေပေါက်ပြီးတော့ကန်ဆာချက်ကလေးတစ်ချက်တော့ကျွန်တော်တို့မောင်နှမတွေကကြေညာနေချိန်မှာကိုမဖြစ်ပါမလားဆိုစိတ်တွေဘယ်လိုလဲလို့ရှာခဲ့တယ်လေးကဘယ်တမ်းမှတင်နေနေရလဲ ဆရာကျော်လေးနဲ့ကိုပါတဲ့ဆက်စီဂရိတ်စီနဝါတာအဲ့ဒါနဲ့လည်း ကျေးဇူးများတင်ပါတယ်ကျောင်းသားလေးရောကျောင်းသားမိဘကိုကျွန်တော်တို့ Subscribe to White Night Music and always remember, White Night has only the best car-based music. ဆက်လက်ပြီးတော့နိုင်ပေးမှာကတော့ချိန်ရိုက်ဘတ်တန်ဖြစ်ပါတယ်ကျမကြီးနေညွတ်တဲ့ဒီလိုမိုးကုံဆောင်ကူလေးတွေမှာချင်းကလေးတွေပေါက်ပါတယ်ခင်ဗျာသွေးလုံးတကွေးမဖြစ်အောင်လို့ဆရာကျော်လေးနိုင်ပြီးသားဆိုတဲ့စိတ်ရနာပါခင်ဗျာဟုတ်ကဲ့ပါချိန်ရိုက်ဘတ်တန်လေးကိုတော့ဘယ်သူပေါက်မလဲဆိုတာဆရာမကြီးနိုင်ပေးပါဦးခင်ဗျာလက်တွေလုံးနေရောက်ခင်ဗျာဒီခေါက်ထိတ်စီကနန်းလေးရပါတယ်လေ ထိတ်စီးကနန်းလေးရ3 ဟာတယ်မပေါ့ဘူးတဲ့အလေကောင်ကတော့6ဖြစ်ပါတယ် နောက်ဆုံး lucky number ကလေးကတော့1 361ဖြစ်ပါတယ်ခင်ဗျာကိုပုံကန်ဆယ်မိုက်ကလေးတွေကိုပြန်စစ်ပေးပါအောင်ဟုတ်ကဲ့ပါတွေ့ပါပြီခင်ဗျာမဲတွေကတော့ကျွန်တော်တို့အကြီးအသေးလိုက်အားလုံးစီစဉ်ထားတာဖြစ်ပါတယ်ဝါတာကူလာတွေလည်းပါပါသေးတယ်ဝေသားကန်ဆယ်မဲတွေလည်းပါပါသေးတယ်တစ်သိန်းစုနှစ်စုဝေသား9000စုက9စုနဲ့ဝေသားတွေလည်းပါအောင်ပါပါခင်ဗျာ
လက်ခုပ်သံများနဲ့ချင်းပြပေးပါဦးခင်ဗျာကျေးဇူးခဏတည်းပြောပါဦးနော်ခဏလေးโอเคပါတကယ်တော့အခုလိုကဘိုးကောင်ဆောင်ခဏလေးရေကိုချက်မုံချက်မွားလေးတွေပေါက်သွားတဲ့ကာလဒီလိုကာလမှာချင်းတဲ့ပတ်သက်လေးပေါက်သွားတဲ့အတွက်ကြောင့်ကျေးဇူးခဏတည်း Everybody put up their hands. I get a happy meal for my bitch. You get up and never don't see the day that I ain't got the upper hand. Respected from California, ain't way down to Japan. I'm a real producer and you just a piano man. Song don't ဟုတ်ကဲ့ပါရှင် cause I heard 'em. โอเคပါဗျာစသားလေးရောဒီလက်မှာပြန်လာနေပြီ Down to Japan. Niggas talking greasy. I'm the စ one သားလေးရောဒီလက်မှာပြန်ရှင်းနေရလဲ I need. Tell 'em that they can't do it like I can. See us in the club, you'll be acting real nice. You see us on the floor, you'll be watching all night. ဒီနေ့ခုံပြီးတော့အတန်းနေတော့ပြီးလို့ရှင်ဒါနမရတော့ပါ ဒါဆိုကျွန်တော်ကျောင်းသားမိဘကိုခဏလေးအနာပြကြလေးရှိသေးတယ်ဒါလေးကလည်းဒီနေ့မှာစီရတယ်ဒီမှာကျွန်တော်ဝတ်စုံလေးချလိုက်တာနှစ်တိုင်းရတာတဲ့ဒါဆိုတော့ဒီနေ့မှာစုရတဲ့အပြင်မှာချက်ပြီးကန်ဆန်းလိုက်ပါပေါ့လေဆိုတော့မမေကမှရုံးရမ်းနဲ့လူကန်ဆန်းရတယ်ဝတ်တာပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလက်ကုပ်နဲ့များလေးချင်းမြင်ပေးပါဦးခင်ဗျာကျေးဇူးဆက်လက်ပြီးတော့ကန်ဆန်းမဲအစီအစဉ်ကတော့သမင်းပေါင်းအိုးကန်ဆန်းမဲနိုင်မှာဖြစ်ပါတယ်ခင်ဗျာကန်ဆန်းမဲကိုစတင်နေလို့ရပါပြီခင်ဗျာအကုန်လုံးကျောင်းသားမိဘများအားလုံးကိုကန်ကောင်းစေချင်ပါတယ်ရှင်အခုကန်ဆန်းပေးမှာတော့ပေါင်းအိုးပဲဖြစ်ပါတယ်ရှင် โอเคပါခင်ဗျာစပါပြီစမိုင်းလက်တွေတုံနေရလားโอเคပါပုံမဲနံပါတ်လေးကတော့၄ အနေကနေလေးကတော့နှစ် နောက်ဆုံးမိတ်ကဏ္ဍလေးကတော့6ဖြစ်ပါတယ်ခင်ဗျာ ပေါင်မဲနံပါတ်ကတော့ 426ဖြစ်ပါတယ်ခင်ဗျာကနုရှင်များငိမ့်သက်စွာလေးရှာနေရလားပုံမဲနံပါတ်426ပုံမဲနံပါတ်426ကနုရှင်များစင်မြတ်ကိုကြော်လန့်ပေးဖို့လေးစားစွာမြင်တဲ့ရခံပါတယ်ခင်ဗျာပါလားခင်ဗျာတကလေးထောင်ပြပေးပါဦးဝမ်းသာစရာပါ ရှိပါတယ်စင်မော်ကိုသွားမှန်းတာလား ဂုံယူဝမ်းမြောက်စရာနှုတ်ဆက်တဲ့လက်တွေနဲ့ပျော်ရွှင်စွာနဲ့တက်လာပါပြီခင်ဗျာကျွန်တော်တို့ဆရာကျော်လင်းနိုင်ကိုပိုင်းထက်တန်းကျောင်းကအခုလို့3ချိန်တိတိမဲဖောက်ပေးတာပထမတစ်ချိန်မှာဒါနောက်2ချိန်ကြာမှသေးတယ်3ချိန်စုစုပေါင်းရဲ့တန်ဖိုးကုန်ကြငွေသည်ငွေသားခေတ်ကာလပေါက်ဈေးရ330ဝန်းကျင်တိတိရှိပါတယ်ခင်ဗျာဒါကျောင်းသားမိဘများကိုလည်းပြန်လဲကျေးဇူးတုံ့ပြန်တဲ့အနေနဲ့မဲများဖောက်ပေးတာဖြစ်ပါတယ်ကိုခုရှင်မိသားစုခင်ဗျာစမေးဖို့ကျော်လန်းပေးကိုလေးစားစွာမြတ်တဲ့ရခံပါတယ်ဟုတ်ပါတယ်လက်ကမ်းပေးပါဦးခင်ဗျာလက်ကုပ်တန်များနဲ့ချင်းမြင်ပေးပါဦးဒီမှာလေးကင်ထားပေးလိုက်ပါဦးအင်တာလေးပြီးစင်လို့အခုလိုမျိုးဒါကလေးလက်ကြီးကိုကြိုက်မစားနဲ့ဟောဓာမောက်တွေကျွေးတယ်လေဆရာကျော်လင်းနိုင်မညက်ဒီလိုကလေးပေါက်စီလေးကိုမအားတဲ့ဂျားတွေကနေပြီးတော့မိမိလေးနဲ့အတူတူလိုက်လာရင်းနဲ့ဒီလိုကန်ဆယ်မဲတွေပါပေါက်တော့ညနာကအပြုံးတွေဘာကြောင့်ဝေးဖျားရတယ်လဲဆိုတော့ပြိတ္တတွေကိုမျှဝေပေးပါဦးပြောပါလားပြောပါတယ်လို့လက်တွေအေးဆက်နေအောင်ဟုတ်ကဲ့ပါပြောပါတယ်ကျေးဇူးတင်ပါတယ်မိမိလေးကဘယ်နှစ်တန်းမှပညာသင်ယူနေရလဲ 3 တန်းဆရာကျော်လင်းနိုင်ကိုပိုင်ထက်တန်းကျောင်းရဲ့ G3 နာမည်လေးနဲ့မိတ်ဆက်ပေးပါဦး ညမေကမေမြင့်မို့ ဆရာကျော်လင်းနဲ့ကိုပိုင်ထက်တန်းကျောင်းကြီးမှာအခုလိုအကတွေနဲ့ကန်ဆယ်မဲတွေပါပေါက်ပြီးတော့ပညာလာသင်ယူရတာဘယ်လိုနေလဲရင်နှွေးခန်းစားချက်ကလေး ပြောပါတယ် ကျေးဇူးတင်ပါတယ်လက်ခုပ်တံများနဲ့ချင်းမြင်ပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ပထမတစ်သုတ်ရဲ့2မဲပဲကြာပါတော့တယ်ခင်ဗျာနောက်1မဲကတော့လျှက်စစ်ပန်ကာပဲဖြစ်ပါတယ်ခင်ဗျာပန်ကာကြီးကိုသူစုခုမလဲຫນွေရာဒီရောက်လာပါတော့မယ်ပန်ကာပေါက်တဲ့လူတို့ရင်ခုန်သွားနဲ့ဆမကြီးခင်ဗျာမဲလေးကလေးကိုနှိုက်ပေးပါဦး I wanna freak you as soon as I can be. I wanna know you leaving with your friends after
ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်လျှက်စစ်ပန်းကားကိုကန်ထူးသွားတဲ့ကန်ဆယ်ရှင်ရဲ့နံပါတ်ကတော့ပထမဦးဆုံးနံပါတ်က3ပေါင်မဲနံပါတ်ကတော့38နှစ်ဖြစ်ပါတယ်ရှင် 38နှစ်ခင်ဗျာ382 382ပေါင်မဲနံပါတ်ကန်ထူးရှင်ခင်ဗျာ Tomsky. I wanna freak you as soon as I can beat you. I wanna know you leaving with your friends after this, or you coming with me? Don't think we can keep up. Tell me, what does that mean? We can go fast or slow, either way. After this, I just wanna freak you. I said you should just let me. ဆိုလေးကိုကြည့်နေပေးပါဦးဗျာလက်ခံရိုက်ပေးပါဦး You should just. I said you should just လက်ခုပ်သံများနဲ့ချင်းပြပေးပါဦးခင်ဗျာပန်ကာကန်ထူးရှင်ဖြစ်ပါတယ် let me freak you. I said you. ဟုတ်ကဲ့ပါကျွန်တော်တို့ပန်ကာလေးပောက်သွားတော့ You should just let me. ရှေ့လျှောက်ကိုကျွန်တော်တို့တွေ့ရသေးရပါတယ်ပါလေဒီဗီဒီယိုလေးပြန်နိုင်နေဆိုတော့ပန်ကာလေးနဲ့အေးလို့ပေးရတဲ့ခံစားချက်ကိုအခုပောက်သွားတဲ့နံပါတ်ကလေးပေါ်မှာကျွန်တော်တို့ခေါ်တဲ့အတန်နဲ့အမရဲ့ဆာရွက်ကနံပါတ်နဲ့တစ်ချက်သေးရှားတဲ့အချိန်မှာဖြစ်သွားတဲ့ခံစားချက်ကလေးပြိတ္တလေးပြောပြပေးပါဦးဗျာ Just let me freak you. DJ. ဒါဆိုရင်ကိုဆောင်တဲ့နေရာနှိုးစော်နေရပါဘူးခုတော့ပောက်တော့မယ်ခုတော့ပောက်တော့မယ်ဒါဆိုရင်မတီရှင်းမှာကိုလျှောက်သွားတီလျှောက်သွားတဲ့ကက်စမဲရွေးချယ်နေရပါဘူးဒီပါဒီလိုခံစားချက်ကလေးထပ်ပြောမယ်ပါနေ့ကမိမိလေးကလည်းစုရတယ်ကက်စမဲလေးပေါ့လေဆိုတော့ဒီနေ့ခံစားချက်ကလေးဝိတ်တက်ဘက်ကိုတစ်ချက်လောက်လေးပြောပြပေးပါဦး ဆရာကျော်လင်းနိုင်နဲ့ဆရာဆရာမအားလုံးကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်မိမိလေးကလည်းမိတ်ဆက်ပေးလိုက်ပါဦးဘယ်နှစ်တန်းမှပညာသင်ကြားနေရလဲ ကျေးဇူး သမီးလေးနာမည်လေးနဲ့မိတ်ဆက်ပေးပါဦးခင်ဗျာ ခိုင်ဆိုရင် ခိုင်ဆိုလင်းကဲကန်ထူးရှင်မိသားစုနဲ့ဦးတော့ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာပစ္စည်းတွေပေးရတာနဲ့ရိုးတော့ငွေသားလေးပေးပါမယ်ခင်ဗျာငွေသား9000စုပါခင်ဗျာအိမ်ပြန်ရောက်တာနဲ့အဲ့ဒီပတ်စံနေတဲ့မုတ်ဒေတာဝယ်စားလိုက်ပါတော့ခင်ဗျာငွေသား9000စုတစုဆရာမကြီးနိုင်ပေးပါဦး ရှင်လေးခုံပါတယ်ရှင် ကျွန်တော်တို့လည်းမေ့ပြီးတော့ပြူးလေးလိုက်ကြည့်တယ်ရှင်နေမြိုင်ခုံပါတယ်ငွေသား9000စုဟုတ်ကဲ့ပါညီမလေးကြည့်ညာပေးပါဦး ကန်ထူးသွားတယ်ကန်ထူးရှင်ကိုပေါ်နံပါတ်ကတော့920ဖြစ်ပါတယ်ရှင် 520ဖြစ်ပါတယ်ခင်ဗျာစုငွေ9000ကိုတစ်ခါတည်းစင်မြင့်ထက်မှလက်ခံပေးဖို့လေးစားစွာမြတ်တဲ့ခံပါတယ်ကူပွန်နံပါတ်520 920ခင်ဗျာလက်ကလေးတစ်ချက်ထောင်ပြပါအာရှေ့မှာပေါက်ပါမယ်ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ခန်းစားချက်ကလေးတစ်ချက်လောက်ရင်ဖွင့်ပါအောင်အခုလောလောဆယ်ဘယ်နှစ်တန်းမှပညာသင်နေရလဲနာမည်နဲ့အတန်းလေးနဲ့မိတ်ဆက်ပေးပါကဲအခုလိုပေါက်သွားတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုခံစားရလဲပြောပါဦး ကြိုသိနေ အဲ့ဒါဆိုရင်ခဏလေးတစ်ချက်မေးဦးမယ်အခုကငွေသားပေါက်သွားတာဆိုတော့အဲ့ဒီပတ်စံကိုရန်စကောင်းဘာလို့မလုပ်ထားလဲတကယ်ချင်းများစောင့်မျှော်နေပေးပါဦးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုခင်ဗျားကိုချင်းကုန်စောနဲ့ပေးဆရာမယူ